အားလုံးပဲမင်္ဂလာနံနက်ခင်းပါဂေယုနာတော်သည်နံနက်တိုင်းအသက်ဖြစ်သည်လို့ဆိုထားတဲ့အတိုင်းဒီနေ့မနက်ခင်းမှာလည်းအသက်တော်ဂေယုနာတော်နဲ့အတူဘုရားသခင်နဲ့အစပြုနိုင်ဖို့ Start Your Day with God ရဲ့ Drops of Light အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နှုတ်ကပတ်တော်၌မွေးလျော်ခြင်းရှိပါဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြသွားမှာပဲဖြစ်ပါတယ်နှုတ်ကပတ်တော်တမန်ကျမ်းစာထဲမှာကျမတို့သက်တာအတွက်လိုအပ်တဲ့အရေးကြီးတဲ့အချက်တွေကိုဘုရားသခင်ကဖော်ပြပေးထားပါတယ်။ဒါပေမဲ့တခါတလေမှာကျမတို့ကဒီအချက်တွေကိုလစ်လျူရှုမိတတ်ကြတယ်။အထူးသဖြင့်တခုမြောက်သောစာလံအပိုက်ငယ်နဲ့မှာပါတဲ့ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနှိမ့်ညံ့မပြတ်ဆင်ခြင်အောက်မေ့တော်သူသည်မင်္ဂလာရှိ၏ဆိုတဲ့အချက်ကိုပေါ့။ဘာကြောင့်ဘုရားရှင်ရဲ့နှုတ်ပတ်တော်မှာမွေ့လျော်ဖို့လိုအပ်တာပါလဲ။ဘုရားရှင်ရဲ့နှုတ်ဘတ်တော်မှာမွေ့လျော်ရဲဆိုတာဟာပြပြရောနှုတ်ဘတ်တော်ကိုဖတ်လိုက်တာထက်ပိုပါတယ်။မွေ့လျော်ရဲဆိုတာနှလုံးသားနဲ့ဖတ်ရှုတာစင်ကြင်တာနဲ့ဆွဲလန်းတာမျိုးဖြစ်ပါတယ်။ဘုရားသခင်ရဲ့နှုတ်ဘတ်တော်ဟာကျမတို့အတွက်ဝိညာဉ်ရေးရအာဟာရဖြစ်ပါတယ်။နေ့စဉ်ဝိညာဉ်အစာကိုစားသုံးမှသာခွန်အားရရှိပြီးတခုမြောက်သောစာလံအပိုက်ငယ်3မှာဖော်ပြထားသလိုရေစီးသောမြစ်အနာမှာစိုက်ထားတဲ့သစ်ပင်လိုပဲအသီးများစွာတည်ပြီးပြုနေသမျှမှာအောင်မြင်နိုင်မှာပါအကြောင်းမူကားထိုသူသည်မြစ်နားမှာစိုက်တဲ့မိမိအချိန်တန်မှအသီးကိုတည်၍အရွက်မညူနှံ့တတ်သောအပင်နှင့်တူ၏ပြုနေသမျှတို့၌အောင်လိုက်တည်း119ခုမြောက်သောစာလံအပိုက်ငယ်105မှာတော့နှုတ်ကပတ်တော်သည်အကျွန်ုပ်ခြေရှိမှမိခွက်ဖြစ်၍အကျွန်ုပ်လန်ခီကိုလင်းစေပါ၏လို့ဆိုထားပါတယ်ဘုရားသခင်ရဲ့နှုတ်ပတ်တော်ကိုဆင်ခြင်တဲ့အခါကျမတို့ဘယ်လမ်းကိုရှောက်ရမယ်ဘယ်လိုဆုံးဖြတ်ချက်မျိုးတွေချရမယ်ဆိုတာကိုအလင်းပေးပါတယ်ကျမတို့ရဲ့နေ့စဉ်ဘဝမှာဘုရားသခင်ရဲ့နှုတ်ပတ်တော်နဲ့ဝေးကွာသွားစေတဲ့အရာများစွာရှိပါတယ်အလုံးများတဲ့အချိန်စရာတွေနဲ့မွန်းကျက်နေတဲ့အခါဘုရားရဲ့နှုတ်ပတ်တော်အတွက်ချိန်ပေးဖို့မေ့လျော့တတ်ကြပါတယ်အပြစ်နဲ့ရုန်းကန်နေရတဲ့အခါနှုတ်ဘတ်တော်ကိုဖတ်ဖို့စိတ်မပါတော့ပဲဝိညာဉ်ရေးရာဘဝကခြောက်သွေ့သွားတတ်ပါတယ်။လက်ရှိခေတ်ရဲ့စမတ်ဖုန်းလူမှုကွန်ရက်တွေနဲ့အခြားဖျော်ဖြေရေးတွေကကျမတို့ရဲ့အာရုံကိုလွယ်လွယ်ကူကူပဲဆွဲဆောင်သွားနိုင်ပါတယ်။ဖျားသခင်ရဲ့နှုတ်ဘတ်တော်မှာမွေ့လျော်ဖို့အတွက်ဘယ်လိုပြန်လည်တည်ဆောက်ရမလဲဆိုရင်နေ့တိုင်းနှုတ်ဘတ်တော်ကိုဖတ်ရှုဆင်ခြင်နိုင်ဖို့အတွက်အချိန်သတ်မှတ်ပါ။မနက်ခင်းဒါမှမဟုတ်ညဘက်မှာအနည်းဆုံးမိနစ်အနည်းငယ်လောက်တသက်မတ်ထားပါဖခင်ရဲ့နှုတ်ဘတ်တော်ကိုမဖတ်ခင်နားလည်နိုင်ဖို့နဲ့တုံ့တင်ချက်အတိုင်းလိုက်နာနိုင်ဖို့ဘုရားသခင်စီမှာဆုတောင်းပါခေါ်အားရတဲ့ကျမ်းပိုက်တွေကိုမသားထားပြီးဆင်ခြင်အောင်မိပါမဆုစာအုပ်ထဲမှာတေချာရေးမှတ်ကြည့်ပါဒါကဘုရားသခင်နဲ့အမြဲနှိစက်နေဖို့ကူညီပါလိမ့်မယ်ဘုရားသခင်ရဲ့နှုတ်ဘတ်တော်မှာမွေ့လျော်ခြင်းမရှိဘူးဆိုရင်ကျမတို့ရဲ့ဘဝကခြောက်သွေ့ပြီးအားနေတော့ပါလိမ့်မယ်။ဒါကြောင့်စာလန်ဆရာပြောတဲ့အတိုင်းဖခင်ရဲ့နှုတ်ဘတ်တော်ကိုချစ်မြတ်နိုးပြီးနှင်းညမပြတ်ဆင်ခြင်ခြင်းဖြင့်မင်္ဂလာရှိတဲ့ဘဝကိုအရောက်တိုင်းပိုင်ဆိုင်နိုင်ကြပါစေ။တခုမြောက်သောစာလံအပိုင်ငယ်နဲ့လူဆိုးတို့ဤလမ်းတွင်မရက်မနေမထီမဲ့မြင်ပြုသောသူတို့၏အစီအဝေး၌မထိုင်ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနှင်းညမပြတ်ဆင်ခြင်အောင်မိတော်သူသည်မင်္ဂလာရှိ၏။အားလုံးပေါ်ဖျားရှင်ကောင်းချီးပေးပါစေယေရှုခရစ်နာမ၌အာမင်